အားလုံးပဲမင်္ဂလာပါရှင် K Cartoon Story Time Channel လေးမှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြောပြပေးခြင်းတဲ့ပုံမြင်လေးကတော့ငလမလေးနဲ့မင်းသမီးလေးပုံမြင်ပဲဖြစ်ပါတယ်ရှင်ပုံမြင်လေးကိုနားမထောင်ခင်မှာကျမရဲ့ channel လေးကို like and subscribe လေးပြီးပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟိုးရှိရှိတော့မှာပေါ့ကွယ်ငလမလေးဟာတပည့်တယောက်သွားပြီးအလုပ်လုပ်ချင်နေတယ်တဲ့ကွယ်သူမိဘတွေကတော့မီယိုဖလာလေယာလုပ်ငန်းကိုသာလုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့ငလမလေးဟာသူများတွေနဲ့မတူဘူးပဲအရက်ကပုလူကောင်းကတေးသေးလေးမို့လေယာလုပ်ငန်းကိုရောတခြားပါလို့ကိုမှမလုပ်နိုင်ဘူးတဲ့ကွယ်။မိဘတွေကိုမကူညီနိုင်ဘူးပေါ့ကွယ်။သူ့ရက်ကတထွားလောက်ပဲမြင့်နေတဲ့ရွာတွေကတငယ်ချင်းတွေကလည်းသူ့ကိုဘသူကမှခေါ်မကစားကြဘူးဒီတော့ငလမလေးဟာဒီရက်ဒေတာမှာမနေချင်တော့ဘူးလေကွယ်ရေချားမြေချားတနေရာရာကိုထွက်သွားပြီးအလုပ်တစ်ခုခုလုပ်မယ်တနေရာရာမှာတော့သူနဲ့တင့်တော်တဲ့အလုပ်တစ်ခုခုရရှိလိမ့်မယ်လို့ငလမလေးကယုံကြည်နေတဲ့ကွယ်သူစိတ်ကူးအကြံစီတွေကိုမိဘတွေကိုပြောပြတဲ့အခါမိဘတွေကတားမြစ်ကြတာပေါ့ဒါပေမဲ့ငလမလေးဟာအမြဲတမ်းပဲဒါကိုပဲပြောဆိုနေတော့နောက်ဆုံးမှမိဘတွေကခွင့်ပြုလိုက်တာပေါ့ကွယ်ဒီလိုနဲ့ခရီးထွက်သွားတော့မယ်ငလမလေးကိုသူ့အမေကအတချောင်းပေးလိုက်တဲ့ကွယ်ငလမလေးကသူ့အဖေကိုမေးတယ်အဖေကရောကျွန်တော်အတွက်ဘာပေးမှလဲအေးငါကတော့မင်းစားတဲ့တောက်တဲ့အခါအသုံးပြုဖို့စလုံးတစ်လုံးနဲ့စွန်းတစ်ချောင်းပေးလိုက်ပါမယ်လို့သူ့အဖေကဖြေတဲ့ကွယ်ငလမလေးဟာမိဘတွေပေးတဲ့ပစ္စည်းတွေကိုယူပြီးခရီးထွက်ခဲ့တော့တာပေါ့ရန်နေငယ်ကြတော့ပင်လယ်ကမ်းစပ်တစ်ခုကိုရောက်လာရောငါဒီပင်လယ်ကြီးနဲ့ဟိုဘကန်းကိုသွားချင်လိုက်တာဒါပေမဲ့ငါမှလှေလည်းမရှိဘူးပင်လယ်ကြီးကိုဖြတ်ကျော်ဖို့ရသူ့မှာလှေမရှိရွက်မရှိပေမဲ့ရအောင်သွားမယ်လို့ဆုံးဖြတ်လိုက်တာပေါ့ငလမလေးဟာသူ့ဖေးပေးလိုက်တဲ့ဇလုံးကြီးကိုရေးထဲချပြီးအဲ့ဒီဇလုံးနဲ့ဝင်ထိုင်လိုက်တာပေါ့ကွယ်ပြီးတော့ဇွန်လေးနဲ့လောက်ခတ်ပြီးပင်လယ်ကြီးတဲ့ခရီးထွက်ခဲ့တာပေါ့စိတ်ကူးထဲမှာတော့သူဟာပင်လယ်တစ်ဖက်ကန်းစီကချမ်းသာကြွယ်ဝတဲ့အတိုင်းမြေကြီးစီကိုရောက်မယ်အလုပ်တွေလုပ်မယ်ရွှေစငွေစတွေစုဆောင်းမယ်တဖြည်းဖြည်းသူချမ်းသာလာလိမ့်မယ်အဲ့ဒီအခါမှာမိဘတွေကိုကောင်းကောင်းမွန်မွန်ပြုစုလုပ်ကျွေးနိုင်ရမယ်ဆိုပြီးသူကတွေးနေတာပေါ့တနေရာအရောက်မှာတော့ပင်လယ်ကြီးဟာမဲမောင်လာပြီးမကြခင်လေချမ်းတွေတက်ခတ်မိုးရီရွာကြမ်းမတ်ဖွေရနှိုင်းလုံးကြီးတွေထားကြွလာတာပေါ့ကွယ်ငလမလေးဟာစူးစားပြီးသူ့ရဲ့စလုံးလေးကိုလှော်ခတ်ပေးမဲ့မရဘူးတဲ့ကွယ်လေးတရလွန်မျောလှိုင်းလုံးကြီးတွေခေါ်ရနောက်ကိုလိုက်ပါသွားခဲ့ရတယ်တဲ့ကွယ်ငလမလေးဟာဘာမှမတက်နိုင်တော့တဲ့အခါစလုံးလေးရဲ့ဝဲပြီးနေမုံတိုင်းကြီးမြဲမြဲငိမ့်တက်သွားဖို့ပဲဆူတောင်းနေရတာပေါ့တိုင်းနေလူတွေကြားလူးလိမ့်နေရတာမို့ခေါင်းတွေလည်းမိုးလာတဲ့ကွယ်နောက်ဆုံးတော့ပင်မဟန်ပြီးမိကနေအိပ်ပျော်သွားပါရောအချိန်ဘလောက်ကြာသွားမှန်းတော့မသိလိုက်ဘူးတဲ့ကွယ်သူတတိယလို့ထားကြည့်လိုက်တဲ့အခါကျတော့ဟောစရာကောက်လောက်အောင်ခန္ဓာလှပလို့နဲ့မြို့ကြီးတစ်မြို့စီရောက်နေတာကိုသိလိုက်ရတဲ့ကွယ်ဟာငါတကယ်ကံကောင်းလိုက်တာအသက်မသေးတဲ့အပြည့်တိတ်စီကားလှပတဲ့မြို့ကြီးစီငါရောက်နေပြီးတာယာလိုက်တယ်ကွာငလမလေးဟာဝမ်းသာအားရနဲ့ကမ်းပေါ်တက်ကမြို့ကြီးရဲ့ကိုဝင်လာခဲ့တာပေါ့ကွယ်မြင်တွေ့ရတဲ့အဆောက်အအုံတွေဟာတိတ်လာတာပဲလမ်းပေါ်မှာလည်းမြင်းလေးတွေရထားလုံးတွေဈေးတွေဈေးဝယ်တွေအများကြီးပဲတဲ့ကွယ်ငလမလေးဟာသူ့ကိုတခြားသူတွေမနှင်းမကြိတ်မိအောင်အတော်ကိုတတိထားပြီးတွာလာနေရတာပေါ့တနေရာအရောက်မှာတော့ခရမှုတ်တန်တွေကြားလိုက်ရတဲ့ကွယ်လမ်းဘေးတနေရာကိုပြေးကပ်ပြီးကြည့်လိုက်တော့တစ်လွန်တောက်ပါတဲ့အဝယ်စားတွေနဲ့လူတစုရဲ့သူတို့သေးလာတဲ့ဝေါ်ရင်တစ်ခုရဲ့ကိုမြင်လိုက်ရတာပေါ့ကွယ်ဝေါ်ရင်ဟာတကားတွေပိတ်လိုက်ကာရီလက်တက်ထားတော့အထဲမှာလိုက်ပါလာသူကိုမမြင်ရဘူးပေါ့ကွယ်အဲ့ဒီအချိန်မှာပဲဟာဘရင်သမီးတော်လေးဝေါ်ရင်နဲ့ထွက်တော်မူလာတဲ့ဟေ့ဈေးတဲ့ဈေးဝယ်တွေဟာလမ်းဘေးကိုကပ်ပေးကြတယ်အယိုသေးလဲပေးကြတာပေါ့ကွယ်ငလမလေးလဲစိတ်ဝင်စားသွားတာပေါ့ဘရင်သမီးတော်ဆိုတော့မြင်လဲမြင်ဘူးချင်းနဲ့ဝေါ်ရင်ဟာငလမလေးရှိနေတဲ့တစ်ပင်နှန်းကိုရောက်လာတာပေါ့မင်းသမီးလေးကဒီမှာခဏနာကြမယ်လို့အမိန်ပေးလိုက်တာကြောင့်အချွေရန်တွေကဝေါ်ရင်ကိုတစ်ပင်ရဲ့အောက်မှာချပြီးမင်းသမီးလေးကထွက်လာကအညောင်းအညာဖြီးတာပေါ့ကွယ်
ဘယင်သမီးတော်လေးဆိုတော့နတ်သမီးလိုလှပလုံးတယ်လို့ငလမလေးကတွေးနေမိတယ်အဲ့ဒီအတွင်းနဲ့တူငလမလေးဟာဘသူမှမမြင်အောင်ဝိုးရင်နဲ့ခုန်တက်ပြီးတောင်းတနေရမှာဝင်ရောက်ပုံးပယ်နေလိုက်တဲ့ကွယ်မင်းသမီးလေးကလည်းမတီးဘူးပေါ့အညာညာဖြေးပြီးခရီးဆက်ထွက်လာကြတာပေါ့ကွယ်နောက်တော့နန်းတော်စီကိုပြန်ရောက်လာတာပေါ့ဝေါ်ရရက်တာနဲ့ငလမလေးဟာဝေါ်ရင်တွေကနေခုန်ဆင်းလိုက်ပြီးဘယင်ကြီးကိုလိုက်ရှာတာပေါ့ကွယ်ဘယင်ကြီးကိုတွေ့တဲ့အခါအရှင်မင်းကြီးကျွန်တော်မျိုးဟာအလုတ်လုတ်ချင်းလို့ပင်လေကြီးကိုဖျက်ပြီးလာခဲ့တာပါအရှင်မင်းကြီးစီမှာအမှုထမ်းမှုခွင့်ပြုတော်မူပါဗျာဘယင်ကြီးကငလမလေးရဲ့အတန်ကိုသာကြားရပြီးလူကိုမမြင်ရဘူးတဲ့ကွယ်ဟိုတီလိုက်ရှာတယ်ဘသူ့ကိုမှမတွေ့ရဘူးငလမလေးကထပ်ပြီးအော်ပြောလိုက်မှအောက်ဘက်ကိုငုံကြည့်ပြီးတွေ့ရှိသွားတာပေါ့ကွယ်ဟာအရှင်မင်းကြီးကျွန်တော်မျိုးကိုလှောင်ပြောင်းတော်မူတာလားခင်ဗျာမလောင်ပြောင်ရပါဘူးကွာမင်းကိုရုတ်တရက်ရှာမတွေ့လို့ပါမင်းဟာတကယ်ပဲပင်လေကြီးကိုကိုပြီးရောက်လာခဲ့တာလားမှန်ပါတယ်ခင်ဗျာကျွန်တော်မျိုးကိုအရှင်မင်းကြီးထံမှအမှုထမ်းခွင့်ပြုတော်မူပါမှန်ပါတယ်ခင်ဗျာကျွန်တော်မျိုးကိုအရှင်မင်းကြီးထံမှအမှုထမ်းခွင့်ပြုတော်မူပါလို့ငလမလေးကရှောက်တင်လိုက်တာပေါ့ကွယ်တကယ်တော့အဲ့ဒီဘယင်ကြီးကတိတ်သဘောကောင်းတဲ့တိုင်းပြည်ကိုတရားမျှတစွာအုပ်ချုပ်သားကြောင့်တိုင်းလူပြည်သားတွေကလည်းသူ့ကိုချစ်ခဲ့ကြတဲ့ကွယ်ကောင်းပါပြီကွာကဲမင်းကိုငါရဲ့နန်းတော်မှာအမှုထမ်းခွင့်ပြုပါတယ်အခုချိန်ကစပြီးအမှုထမ်းစီဗျာလို့ဘယင်ကြီးကပြောလိုက်တဲ့ငလမလေးဟာအရန်ပျော်ရွှင်သွားပြီးနန်းတော်ထဲမှာသူတဆန်းသမျှအမှုကိစ္စအလုံးကိုမခုမကက်လှုပ်ဆောင်ပေးတဲ့ကွယ်မင်းသမီးလေးခိုင်းစီတာတွေကိုလည်းအမြဲသူ့လုပ်ပေးနေတာပေါ့ဒါပေမဲ့မင်းသမီးလေးဟာသူ့အပေါ်တိတ်ပြီးရင်းနှီးချစ်ခင်မှုမရှိဘူးလို့ခံစားရတဲ့ကွယ်အဲ့ဒါနဲ့ပဲဒီနေ့မှာတော့သူစားမဲ့မုံလေးကိုယူသွားပြီးအိပ်ပျော်နေတဲ့မင်းသမီးလေးနာဖြန့်ကျဲချထားခဲ့ပြီးမင်းသမီးလေးကိုအရှင်မင်းကြီးနဲ့သွားတိုင်ပြောတဲ့ကွယ်အရှင်မင်းကြီးရဲ့သမီးတို့ဟာကျွန်တော်မျိုးရဲ့မုံလေးကိုခိုးယူစားတော့ပါတယ်လို့တိုင်တော့ဘယင်ကြီးကဟုတ်ရလားငလမလို့ပင်မိလိုက်တဲ့မယုံရင်လိုက်ကြည့်တော်မူပါဖေရလို့ရှောက်တင်ပြီးဘယင်ကြီးကိုခေါ်ပြီးပြတ်သားတဲ့ကွယ်အဲ့ဒီတော့ဘယင်ကြီးကအချစ်ဆိုင်တာမကောင်းသောသမီးတော်တိုင်းပြည်တော်မှထွက်ခွာသွားစီလို့အမင်းချမှတ်လိုက်တာပေါ့ကွယ်ဒီတော့မှငလမလည်းငါမပြီလို့နောင်တရတဲ့ကွယ်တကယ်တော့သူကအတ္တိလမရည်ရွယ်ပါဘူးမင်းသမီးလေးသူ့ကိုဂယုဆိုင်လာအောင်ပဲလင်းလင်းတိုက်တန်ခဲ့တာပေါ့ကွယ်ဘယင်ကြီးချမှတ်ထားတဲ့အမိန့်အတိုင်းမင်းသမီးလေးဟာတိုင်းပြည်ကနေထွက်ခွာခဲ့ရတာပေါ့အဲ့ဒီတော့ငလမလေးကလည်းတိုင်းပြည်မှာဆက်မနေချင်တော့ဘူးတဲ့ကွယ်မင်းသမီးလေးနောက်ကိုအမြန်လိုက်ပြီးသူ့အဖြစ်တွေကိုဝေချတောင်းပန်တဲ့ကွယ်စိတ်ကောင်းနှလုံးသားရှိတဲ့မင်းသမီးလေးကလည်းခွင့်လွှတ်ပေးတာပေါ့ခွင့်လွှတ်ပါတယ်ငလမလေးဒါဟာငါရဲ့ကံတရားပါပဲကဲမင်းနန်းတော်ကိုပြန်တော့လို့ပြောလိုက်တဲ့ကျွန်တော်မျိုးမပြန်တော့ပါဘူးခင်ဗျာမင်းသမီးလေးကိုစိတ်မချတဲ့အတွက်ကျွန်တော်မျိုးလိုက်ပါဆောက်ရှောက်ပါမယ်လို့ငလမလေးကပြန်ဖြေလိုက်တာပေါ့ကွယ်ဒီလိုနဲ့နှစ်ယောက်သားတိုင်းပြည်ကထွက်ပြီးပင်လယ်ကမ်းစပ်တစ်ခုကိုရောက်တော့အသင်တွေ့တဲ့ရွက်လေးကိုစီးနှင်းပြီးပင်လယ်ခရီးချမ်းကိုဖျက်သက်ခဲ့ကြတာပေါ့ကွယ်ရက်အတန်းကြာပင်လယ်ခရီးဖြစ်တန်းပြီးတာယာလှပတဲ့ကျွန်းကြီးတကျွန်းစီရွက်လေးစိုက်ကတ်တော့တာပေါ့ကျွန်းပေါ်မှာလူသူအရေးအရာမမြင်ရဘူးတဲ့ကွယ်မင်းသမီးလေးကဒီမှာပဲနေကြရအောင်လို့ဆုံးဖြတ်တဲ့အတွက်သူတို့ကကျွန်းပေါ်ကိုတက်ခဲ့ကြတာပေါ့အဲ့ဒီကျွန်းပေါ်မှာလူမရှိတာမှန်ပေမဲ့ဘလူးကြီးတစ်ကောင်တော့ရှိနေတဲ့ကွယ်အဲ့ဒီဘလူးကြီးဟာကျွန်းစီကိုရောက်လာတဲ့မြလူတွေအားလုံးကိုဖမ်းယူစားတောက်နေတဲ့ဘလူးကြီးတဲ့ကွယ်ဒါကြောင့်မင်းသမီးလေးနဲ့ငလမလေးတို့ကျွန်းပေါ်ကိုရောက်လာပြီးမကြခင်မှာပဲဘလူးကြီးရောက်လာပြီးဟေးလာခဲ့မင်းငါပိုင်တဲ့ထဲဝင်လာတာငါအစားဖြစ်ပြီးမင်းကိုငါစားမယ်ဆိုပြီးကျိမ်းမောင်းလိုက်တဲ့မင်းသမီးလေးခင်ဗျာအရန်ကြောက်လန့်သွားတာပေါ့အဲ့ဒီအချိန်မှာငလမလေးဟာကြောက်တုံးတစ်ခုပေါ်ခုန်တက်ပြီးဟေးဘလူးမိုင်နောက်ဆုတ်စမ်းဒါဘရင်သမီးတော့ကွမင်းသူ့ကိုစားလို့မရဘူးဆိုပြီးပြောလိုက်တဲ့ဘလူးကြီးကငလမလေးကိုအခုမှသတိပြုမိသွားကဘရင်ကိုတောင်ငါစားတယ်ဘရင်သမီးတော်ကိုစားတော့ဘာဖြစ်လဲသူ့ကိုမစားခင်မင်းကိုငါတတ်မှာပေါ့ဟာမလောက်လေးမလောက်စားနဲ့ငါ့ကိုတတ်မတဲ့လားကဲဒါဆိုမင်းကိုငါကအရင်စားမယ်ဘလူးကြီးကပြောဆူနဲ့ငလမလေးကိုဖမ်းယူပြီးပါဇက်ထဲပြစ်ထည့်မြူချလိုက်တာပေါ့ကွယ်
ငလမလေးဟာလေချောင်းနဲ့ရောက်သွားတာနဲ့သူ့အမေပေးလိုက်တဲ့အက်ကိုထိုးပြီးဘလူကြီးရဲ့လေပင်ကိုအဆက်မပြတ်ထိုးဆွားတော့တာပေါ့ကွယ်အမလေးဘလူကြီးဟာနာကျင်စွာအဟေ့ပြီးလဲကျသွားတာပေါ့ကွယ်လေအကြမှာကြောက်တုံးနဲ့စောင်းမိလို့ပါဇက်လဲဟာနေတော့ငလမလေးကပြန်ခုန်ထွက်လာတာပေါ့ကွယ်ပြီးတော့ဘလူကြီးရဲ့မျက်လုံးတွေကိုအက်နဲ့ထိုးပေါက်လိုက်တာပေါ့နာကျင်လွန်းတဲ့အတွက်ဘလူကြီးကလဲကျနေရကအမြန်ထားပြီးဟူဒီယာထွက်ပြေးသွားတာပေါ့ကွယ်မျက်စိတွေလည်းမမြင်ရတော့ဘူးဆိုတော့ကြောက်တုံးတွေနဲ့ဝင်တိုက်လေးကျပြန်ထားပြေးနဲ့အုံတိုင်းကျင်းနေရောပေးတဲ့ကွယ်ဘလူးကြီးဟာသူ့ရဲ့တင်းပုတ်ကြီးကိုတောင်းကောက်ယူမသွားနိုင်ဘူးတဲ့ကွယ်မင်းသမီးလေးကဘဝတုတရှိသူဆိုတော့ဒီတင်းပုတ်ကြီးဟာတိတ်ပြီးတကူရှိတဲ့တင်းပုတ်ကြီးပဲဆိုတာသိတာပေါ့ကွယ်ဒါကြောင့်မင်းသမီးလေးဟာတင်းပုတ်ကြီးကိုကောက်ယူပြီးငလမလေးရှိမှဝှေ့ရမ်းလိုက်တာပေါ့ဒါကြောင့်မင်းသမီးလေးဟာတင်းပုတ်ကြီးကိုကောက်ယူပြီးငလမလေးရှိမှဝှေ့ရမ်းလိုက်ပြီးလူပူလေးမင်းဟာလူကြီးတစ်ယောက်ဖြစ်လာပါစေလို့ပြောလိုက်တဲ့ငလမလေးဟာချောမောလှပတဲ့လူလင်ပြိုလေးတစ်ယောက်ဖြစ်သွားတော့တာပေါ့ကွယ်ဟာဝမ်းသာလိုက်တာမင်းသမီးလေးရဲ့ဆိုပြီးငလမလေးကပြောတဲ့ကွယ်ကျမကလည်းရှိငိုကျေးဇူးတင်ပါတယ်ကျမအသက်ကိုကယ်ခဲ့တဲ့အတွက်ကျွန်တော်မျိုးတို့ဒီကျွန်းကနေထွက်ခွာတော့ကြပါစို့မင်းသမီးလေးရဲ့ကောင်းပါပြီကျမတို့ရဲ့ခမဲတို့ရဲ့တိုင်းပြည်ကိုပဲပြန်ချတာပေါ့ကျမမာကဘာပြစ်မှမရှိဘူးရှင့်မာကလိန်ညာတိုက်တန်းခဲ့တဲ့အပြစ်ရှိပေမဲ့ရှင်ကကျမအသက်ကိုကယ်ခဲ့တယ်ခမဲတို့ကကျမတို့ကိုခွတ်လွှတ်မှာပါလို့မင်းသမီးလေးကပြောတဲ့ကွယ်ငလမလေးနဲ့မင်းသမီးလေးတို့ဟာတင်းပုတ်ကြီးရဲ့တကူအစွမ်းနဲ့လေကြီးသစင်းဖန်ဆင်းလိုက်တာပေါ့ကွယ်ဘလူးကြီးပိုင်ဆိုင်နဲ့ရွှေငွေကြောက်တံပရံများတွေကိုလေပေါ်တင်ခဲ့ကြတယ်ပြီးတော့ခမဲတော်ရှိတဲ့တိုင်းပြည်ကိုပြန်ခဲ့ကြတာပေါ့ကွယ်သူတို့နှစ်ဦးဟာတိတ်ချစ်ကြတဲ့အချစ်သူတွေဖြစ်ခဲ့ပြီးမှခမဲတော်ဘရင်ကြီးစီရောက်တာနဲ့သူတို့အကြောင်းကိုအားလုံးဖွင့်ပြောပြပြီးလက်ထက်ခွန်တောင်းခံတဲ့ကွယ်ဘယင်ကြီးကလည်းသဘောတူခွင့်ပြုထိမ်းမြပေးလိုက်ပြီးသူတို့ကိုပျော်ရွှင်စွာနေထိုင်စေပါတဲ့ကွယ်နောက်သိမကြခင်မှာငလမလေးဟာသူမိဘတွေကိုပါခေါ်ယူလိုက်ပြီးဘယင်ကြီးရဲ့အတိုင်းမှာနေထိုင်စေခဲ့တဲ့ကွယ်မိဘတွေလည်းစိတ်ချမ်းသာသွားကြပါတော့တဲ့ကွယ်ပုံရင်းကတော့ဒါပါပဲကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်